ကျမတို့မြန်မာနိုင်ငံမှာပေါ့နော်မွေအိမ်မက်မက်တယ်ဆိုလို့ရှိရင်များတော့အပြင်နော်တချို့တွေကကြလဲလက်ဆန်တွေရလာတယ်ဆိုပြီးတော့ပြောကြတယ်ပေါ့တချို့ကြလဲကံမကောင်းဘူးဆိုပြီးပြောကြတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ကျမတို့ psychology concept လေးတွေကမွေအိမ်မက်မက်တယ်ဆိုတာဘယ်လိုမျိုးဖြစ်နိုင်လဲဆိုတော့လေ့လာကြည့်ကြရအောင်နော်အဲ့တော့ကျမတို့မွေအိမ်မက်မက်တယ်ဆိုလို့ရှိရင်ပေါ့နော်တချို့အချိန်တွေမှာကျတော့အမြဲတမ်းကောင်းတယ်မကောင်းဆိုတာမျိုးကြီးဆိုတာအထက်ပေါ့နော်ကိုယ့်ရဲ့ psychology တွေကတော့အတိတ်ပဲချင်းကမတူနိုင်ဘူးပေါ့နော်ဒီလိုမျိုး drain နဲ့ပတ်သက်ပြီးတော့ဒီdrain psychology ရဆိုလို့ရှိရင်ပေါ့နော်ကိုယ့်အိမ်မက်တွေဆိုတာကကိုယ့်ရဲ့မသိစိတ်ထဲကနေပြီးတော့မှပေးပို့နေတဲ့ message တွေဆိုပြီးတော့မှပြောထားရပေါ့နော်ကိုယ့်ရဲ့မသိစိတ်ထဲကနေမှဖြစ်နေရလဲဆိုတာကိုပေးပို့တဲ့ message တွေပေါ့နော်ဒီတော့မွေအိမ်မက်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုတာကိုတစ်ချက်တော့လေ့လာကြည့်ကြအောင်မွေရောအိမ်မက်တယ်ဆိုလို့ရှိရင်တချို့အချိန်တွေကကြတော့ကျမတို့ရဲ့စိတ်ထဲမှာဒီအကြောက်တရားတွေပေါ့နော်ကျမတို့တွေလှုပ်ဝက်ထားတဲ့ဒီ stress တွေပေါ့နော်ပြီးတော့မှတစ်ခုခုပုံမှာယုံကြည်ချက်နဲ့ပတ်သက်တဲ့ဒီ issue တွေပေါ့နော်အဲ့လိုမျိုးခါတွေကိုပြတ်တာလည်းဖြစ်နိုင်တယ်ပြီးတော့မှကျမတို့ပေါ့ဒီပေါ့နော် Sigmund Freud ရဲ့ psychoanalytic theory အရဆိုလို့ရှိရင်ငွေကိုဘာလိုမျိုးပြောသေးလဲဆိုလို့ရှိရင်ပေါ့နော် sexual စွန်ပေါ်အနေနဲ့လည်းပြောသေးတယ်အဲ့ဒါကကျမတို့ငွေကိုအိမ်မက်တဲ့ခါကြလို့ရှိရင်ပေါ့နော်ဒီကျမတို့ရဲ့ sexual ပေါ့နော်လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ကျမတို့စိတ်ထဲမှာ subconscious mind ထဲမှာရှိနေတယ်ပေါ့နော်ဒီsexual energy တွေ attraction တွေ subconscious design ရမျိုးတွေပေါ့နော်ကိုယ့်ရဲ့မသိစိတ်ထဲကအလိုအဆန္ဒတွေပေါ့အဲ့ဒီဟာတွေကိုပြတ်တာရတယ်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျမတို့တွေကမွေအိမ်မက်တယ်ပေါ့အိမ်မက်တစ်ခုမက်တယ်ပေါ့နော်မွေပဲဖြစ်ပါရဲ့ဖြစ်အိမ်မက်တစ်ခုမက်တယ်ဆိုလို့ရှိရင်ကျမတို့တွေကအတိတ်ပဲကတော့တနေ့တော့မတူနိုင်ဘူးပေါ့နော်ဘယ်လိုအတိတ်ပဲဖြစ်မလဲဆိုတာမတူနိုင်ဘူးအဲ့တော့ကျမတို့တွေမွေပဲဖြစ်ပေါ့နော်အိမ်မက်တစ်ခုမက်ပြီဆိုလို့ရှိရင်ဘယ်လိုမျိုးအတိတ်ပဲကိုကိုကမှာပေါ့နော်အတိတ်ပဲပြန်လို့ရတယ်လဲဆိုလို့ရှိရင်ကိုအိမ်မက်ထဲမှာဘာတွေဖြစ်ခဲ့ရလဲဘယ်လိုတွေခံစားခဲ့ရတယ်ပြီးတော့လက်ရှိဘဝမှာရောပေါ့နော်ကိုကဘာတွေဖြစ်နေရလဲပေါ့အဲ့ဟာတွေနဲ့ပေါင်းဆက်ပြီးတော့မှကိုယ့်ရဲ့အိမ်မက်ကိုပေါ့နော်ဟိုကအတိတ်ပဲပေါ့လို့ရပါတယ်ပြီးတော့ကျမတို့တွေကအမြဲတမ်းအဲ့လိုမျိုးပေါ့အိမ်မက်တွေမက်တယ်ဆိုတာကလေကိုယ့်ရဲ့အနာဂတ်မှာဘာတွေဖြစ်မလဲဆိုတာကိုတော့မပြောပြနိုင်ဘူးဆိုရင်လည်းပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာခံစားနေရတဲ့ခံစားချက်တွေကိုတော့သူကဖော်ပြပေးနိုင်ပါတယ်